အယိုးချင်းဆုံးကအလှဆုံးဆိုတာဒီခန်းလေးကိုပြောတာကဲဒီတစ်ခါမှာတော့တောင်းကလာဘူးရိုက်ပြီး9ရက်ကွာမှာရှိရဲသူရ9လမ်းကဒုတိယထပ်စစ်ခန်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီခန်းလေးကဆိုလို့ရှိရင်လူလုံးဝမနေရသေးတဲ့တိုက်သစ်ဆက်ကိုမှပေ40 60ပေါ်မှာစောက်ထားတဲ့18ပေ54ပေရှိတဲ့ဒုတိယထပ်စစ်အခန်းလေးကိုမှဗန်ကျက်ရတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်ဒီခန်းလေးကိုတော့ရေစုကန်ပါကီအထူသားကိုခင်းပေးထားတယ်။အိတ်ခန်းနှစ်ခန်းပါမယ်။အိတ်ခန်းဆိုလို့ရှိရင်လည်းလုံးဝကျယ်ဝန်းပြီးတော့မီလုံးမီဆိုင်ကိုမှလုံးဝရှယ်ပြင်ဆင်ထားပါတယ်ရှင်။ဘေးပတ်ပတ်လည်မှာဆိုလို့ရှိရင်လည်းဘေးတိုက်မရှိတဲ့အပြင်ကိုလေဝင်လေထွက်ကောင်းအောင်လို့ပရင်းပေါက်တွေကိုလည်းအကျယ်ကြီးဖွင့်ပေးထားတယ်။အကျယ်ကြီးလုပ်ပေးထားတယ်။ကိုရီးယားလိုက်ကလုပ်ပေးထားပါတယ်ရှင်။ location ကတော့ပြောစရာမလိုအောင်မိမိုက်တဲ့ location ပဲဖြစ်ပါတယ်ရှင်။ဒီခန်းလေးကဆိုလို့ရှိရင်သူ့မင်္ဂလာတဲပေါင်တစ္ဆာမိန်လမ်းမကြီးကြောကတ်မှာရှိရဲ့သူရ9လမ်းကဒုတိယထပ်စစ်တိုက်အသစ်ဆက်လေးပဲဖြစ်ပါတယ်ရှင်။ကစ်ချင်းကမှာဆိုလို့ရှိရင်လည်းကြွေပြားအပြည့်ခင်းထားတဲ့ကစ်ချင်းကောင်တာပါမယ်။ကက်ဘိနက်တွေလည်းပါမယ်။ရေချိုးကိုင်းနောက်ပိုတိုင်းပေးစင်ပါမယ်။ကြွေပြားခင်းထားမယ်။ကြွေပြားကတ်ထားမယ်။ရေရတော့2လိုင်းအဝီးစီရောဂျိုးပြီးရောပါမယ်ရှင်။မီရော BCC ရောကြပြီးသားဖြစ်တဲ့ဒီခန်းလေးကိုတော့ညီမတို့ခေါ်စည်းလေးကတော့2890ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ဘန်ကျိတ်လိုချင်တဲ့ customer လေးအတွက်ကတော့2930ဘန်လုံးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်။